ဝါသနာရှင်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်ကျွန်တော် AC 220ဘိုးကနေ DC 12ဘိုးပြောင်းတဲ့နည်းလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်ဗျာနော်။ Yes ဒီ DC တွဲဖို့လိုအပ်နေတဲ့မိတ်ဆွေတငယ်ချင်းတွေအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ကဲဒါလေးလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးလိုအပ်တာကတော့ဒီ main ထုတ်ပေါ့နော်။ AC 2.0ကနေ12တွဲ main ထုတ်လေးရဲ့နောက်တစ်ခါဒီ 1N4007 တိုင်အုပ်ကိုကျွန်တော်တို့ဒီ break တိုင်အုပ်ပုံစံလေးကျွန်တော်တို့ဆင်ရမှာဖြစ်ပါတယ်เนาะ break ကဒီပုံစံလေးပါဗျာเนาะတိုင်အုပ်လေးလုံးကိုကျွန်တော်တို့ဒီ break ပုံစံလေးဖြစ်အောင်အရင်ဆုံးကျွန်တော်တို့ခက်ထုတ်ထားရမှာဖြစ်ပါတယ်ဒီမှာ main တော့ကကျွန်တော်တို့ AC 220ကနေ AC 12 တွဲเนาะ step down လေးပါဗျာเนาะ step down ဘိုးနှိပ်ထားတဲ့ main ထုတ်လေးပေါ့เนาะကဲအဲ့ဒီမှာကျွန်တော်တို့3စအထွက်3စရှိတယ်အဲ့ဒီတဲကကျွန်တော်တို့က2စကိုပဲသုံးပါပေါ့နော်ဒီအဝါလေးကတော့0ဖို့ဖြစ်ပါတယ်ကျန်တဲ့အနက်ရောင်တစ်စကတော့တွဲဖို့ပါနော်အဲ့0ဖို့တစ်စကိုခုနက AC အဝင်ပေါ့နော် AC အဝင်ဆိုတဲ့နေရာမှာဒါ0ဖို့ line လေးနဲ့ဆက်လိုက်တာဖြစ်ပါတယ်နောက်ဒါ main တို့ကထွက်လာတဲ့ဒီအနက်ရောင်ကျိုးလေးကဒါ AC တွဲဖို့ပါအဲ့ AC တွဲဖို့လေးကိုခုနကနော် AC input ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့ဆက်တာဖြစ်ပါတယ်နော်အဲ့ဆိုရင်တိုင်အုပ်ဆက်ပြီးတော့ဒီတစ်ခါကျတော့ capacitor ပေါ့နော် capacitor ကကျွန်တော်တို့2200 microfarad 25ဖို့နော် capacitor လေးဖြစ်ပါတယ်ဒီမှာလည်းသူ capacitor မှာကျွန်တော်တို့ဒီမှာအဖြူရည်လေးပါတဲ့ဘက်ကအနှုတ်နော်အဖြူရည်လေးပါတဲ့ဘက်ကအနှုတ်အဲ့ဆိုရင်ကျန်တဲ့ဘက်ကအပေါင်းပေါ့နော်အသစ်ဝယ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့အတူရှည်သူခွဲပေးထားတယ်နော်ရှည်တဲ့ဘက်ကအပေါင်းပေါ့ဗျာနော်ကဲအဲ့ဒါလေးကိုခုနက break တိုင်အုပ်နဲ့ဆက်မယ် break တိုင်အုပ်ရဲ့ကျွန်တော်တို့အနှုတ်ဘက်ပေါ့နော် DC minus ဆိုတဲ့ရေးတဲ့ဘက်ပေါ့နော် DC အနှုတ်ဘက်ကို capacitor အနှုတ်နဲ့ဆက်မယ်ဒါအနှုတ်ဘက်ပေါ့နော်ဒိုနည်းတူစွာပဲ DC plus ပေါ့နော် DC အပေါင်းဘက်ကိုလည်းကျွန်တော်တို့ capacitor အပေါင်းပေါ့ဗျာတနည်းအားဖြင့်လွယ်အောင်ပြောချင်အပေါင်းချင်းအနှုတ်ချင်းမှအောင်ဆက်လိုက်တာနော်ပြီးရင်တော့ကျွန်တော်တို့ဒါတွဲဖို့ရချင်တဲ့အတွက်7812 regulator လေးပါ pin number 1က input 2 ground 3 output နော်အဲ့ဒါကကျွန်တော်တွဲဖို့ရချင်လို့7812တကယ်လို့ဖိုက်ဖို့ရချင်ရင်7805လေးသုံးလို့ရပါတယ်ဗျာနော် circuit simulation အတူတူပါပဲဒါ input ဆိုတဲ့ pin number 1ကိုခုနကနော် DC plug ဆိုတဲ့နော်တိုင်အုပ်နဲ့ဆက်လိုက်ပါပြီကဲဒါ input ကိုကျွန်တော်တို့နော် input pin number 1လေးဆက်ပြီးပါပြီနောက်တစ်ခါဒါလေးကကျွန်တော်တို့ 0.1 microfarad capacitor ပါဒါမျိုးလေးကအပေါင်းနှုတ်မလို့ကိုကြိုက်တယ်လို့တက်လို့ရတယ်နော်နောက်တစ်ခါကျွန်တော်တို့ကဒီ regulator လေးကဒါ pin number 2ကိုသွားမှာပေါ့နော်အဲ့ pin number 2လေးမှာကကျွန်တော်တို့ ground ကဒီဒိုင်အုပ်ဘက်က ground ကလည်းဝင်ရမယ်ကျွန်တော်တို့ဒီဘက်သုံးဖို့အတွက် ground တကြိုးကလည်းထုတ်ထားမှာဆိုတော့ကျွန်တော်တခါတည်းဒီမှာနော် capacitor ရောအဲ့ဒီအနက်ရောင် ground ရိုးနှစ်စရောတခါတည်းဒီမှာ pin number 11ပေါ့နော် pin number 2ကိုဒါဆက်လိုက်ပါပြီဒါ capacitor 0.1 လေးလည်းပါပြီးသားပေါ့နော်တခါတည်းအဲ့လိုလေးခဲထုတ်လိုက်ပါပြီနော်3ကတို့နေရာမှာဆိုလို့ကျွန်တော်တခါတည်းနဲ့ပြီးသွားအောင်ပြီးရင်အဲ့ဒီ regulator လေးရဲ့အခုဒါ ground ကိုကျွန်တော်တို့ခုနကဒိုင်အုပ်ရဲ့နော်ဒိုင်အုပ်ရဲ့ DC minus ဆိုတဲ့ဟာနဲ့နော်တနည်းအားဖြင့် capacitor minus ပေါ့နော်အတူတူပဲအဲ့အနှုတ်တွေစုံတဲ့နေရာသွားပြီးတော့ဆက်တာဖြစ်ပါတယ်ကဲဒါအနှုတ်ကျိုးလေးကအထွက်နော်အောက်ပေါ်အတွက်လည်းကျွန်တော်ကတကြိုးတစ်ခါတည်းဆက်ထားလိုက်တာနော်နောက်တစ်ခါခုနကဒီ 0.1 microfarad လေးကိုဒါ regulator ရဲ့ output ပေါ့နော် pin number နဲ့ပြောရင် pin number 3ပေါ့နော်အဲ့3နဲ့ထပ်ပြီးတော့ဆက်လိုက်တယ်ပြီးရင်အဲ့3ကပဲကျွန်တော်တို့ကထပ်ပြီးတော့ဒါကိုသုံးမဲ့ပစ္စည်းနဲ့ဆက်ဖို့ရကြကျွန်တော်ဒီမှာအနီရောင်ပေါ့နော်အပေါင်းကျိုးလေးနဲ့တစ်ခါတည်းခဲထုတ်ထားလိုက်ပြီနော်အဲ့ဆိုရင်ဒါအနီရောင်ကအပေါင်းခုနကဆက်ထားတဲ့အနက်ရောင်လေးရဲ့အနှုတ်နော်အဲ့ဒီကနေထုတ်ပြီးတော့ကိုသုံးရင်လည်းဒါပစ္စည်းတွေကိုသွားပြီးတော့ join ပြီးတော့သုံးလို့ရမှာနော်ဒီမှာအပေါင်းအနီရောင်အပေါင်းနဲ့အနက်ရောင်အနှုတ်ကျိုးလေးဖြစ်ပါတယ်ကဲဒါကတော့ကျွန်တော်တို့ AC 220ဘိုးကနေ DC 12ဘိုးနော်အသုံးလိုတဲ့သူတွေအတွက်ဒါကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်ဝါရနာရှင်တွေအတွက်ပါဗျာနော်တော်တော်များများလည်းသိတော့သိပြီးသားဟိုတစ်ခါကကျွန်တော် live လွှင့်ပြီးသားပေါ့နော် live ကကျွန်တော်တချို့လူတိုင်းမတွေ့လိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ထပ်ပြီးတော့ကဲဒါ AC power on လိုက်ပြီနော်ဖွင့်လိုက်ပါပြီပေါ့နော်ဒီမှာ 11.6 ဆိုတော့နော်17.66ဆိုတော့12ပဲထားပါတော့နော်ဒါကတော့ IC လေးတွေကဒီ regulator လေးတွေတစ်လုံးနဲ့တစ်လုံးနည်းနည်းလေးတော့အဲ့လိုလွဲတယ်နော်12ဖို့ကွက်တိမထွက်ဘူးပေါ့နော်ကဲဒါ12ဖို့ LED မီဒီလေးနဲ့အနီရောင်လေးနဲ့စမ်းကြည့်နော်ဒီမှာကဲလင်းပါပြီဒါကအနီရောင်မီဒီအနီရောင် LED နဲ့စမ်းတာပေါ့နော်နောက်တစ်ခါကျွန်တော်ဒီအဝါရောင်လေးနဲ့ထပ်ပြီးတော့စမ်းပြမယ်နော်ဝါရောင်မီဒီလေးနဲ့စမ်းပြမယ်ဒါကကျွန်တော်တို့အပေါင်းနှုတ်လေးတော့မှောင်ချိတ်ပေါ့နော်အပေါင်းနှုတ်လေးမှောင်ချိတ်မယ်ဒီမှာအဝါရောင်ကပို့ပြီးတော့လင်းအားကောင်းနေပြန်နော်အနီရောင်နဲ့စလို့ရှိရင်ဟုတ်ကဲ့ဒါကျွန်တော်ဒီနေ့စမ်းပြတာကတော့ AC 220ဘိုးကနေ DC 12ဘိုးပြောင်းတဲ့နီလန်းလေးဖြစ်ပါတယ်
ခဏကလည်းပြောပြပါရနော်တကယ်လို့ဖိုက်ဖို့ရခြင်းရင် circuit စင်ပုံစံဒီအားလုံးကအတူတူပဲ regulator IC လေး 7812 နေရာမှာ 7805 လို့ပြောင်းသုံးလိုက်ရင်ဖိုက်ဖို့ရမယ်တကယ်လို့အိတ်ဖို့ရခြင်းလဲ7808ဆိုပြီးတော့ပြောင်းပြီးတော့သုံးလို့ရပါတယ်เนาะဒါလေးအခြေခံသိသွားရင်ကြံတဲ့ဖို့တွေကအလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်ခုလို ASM Electronics ကိုအများအားအားပေးကြည့်ရှုနေတဲ့ကျွန်တော်ညီကိုမောင်နှမတွေမိတ်ဆွေငယ်ချင်းတွေအားလုံးကိုထူပဲကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့အဆင်ပြေကြပါစေခင်ဗျာ